Hello အားလုံးပဲမင်္ဂလာပါရှင်နုံနုအော်ဒီဘို channel မှာကြိုဆိုလိုက်ပါရနော်ဒီကနေ့ဖတ်ပြပေးမယ့်စာလေးကတော့အောင်မြတ်တာနဲ့နှလုံးချွေကဝေးဆိုတဲ့ဇာတ်လေးရဲ့အစာဆုံးပဲဖြစ်ပါရဲ့ရှင်စာအုပ်ချစ်မိတ်ဆွေများဝေပြန်လေးဖွင့်ပြီးနားဆင်ပေးကြဖို့နိုးကနေတောင်းဆိုလိုက်ပြပါစီရှင်ကဲဒါဆိုရင်တော့ဇာတ်လေးကိုဆက်လိုက်ရအောင်နော်အောင်မြတ်တာနဲ့တပည့်တက်ခိုင်တို့နှစ်ဦးသာခြေဦးတက်ရသွားရင်နေရာစုံတို့ရောက်ခဲ့ကြပါသည်တက်ခိုင်လည်းအခြေခံအင်းစမဆွဲနည်းကိုတင်ပေးရင်ညောင်သားရွာရဲ့ရွာထိပ်စရက်မှာအချိန်တော်ကြာနေခဲ့လိုက်ပါသည်တက်ခိုင်ကတော့အရက်လေးဖျားမှလှူလိုက်ပြီးသူ့ဆရာအောင်မြတ်တာလို့အစွမ်းနေရချင်တော့အပတ်တကုတ်လေးလာပါသည်အင်းစမတွေဆွဲပါသည်စိတ်တညောင်ထားပြီးလေးကျင့်တော်လေအောင်မြတ်တာလောက်ပါရမပါလာတော့ထင်းတလောက်ခေးရမပေါက်ဘူးတရက်မှာတော့တက်ခိုင်မနဲ့အိယာနိုးတော့ဘေးမှာအောင်မြတ်တာမရှိတော့ဘူးဆရက်ထက်ကရေဦးစင်လေးမှာစာရဆောင်တော့ထားသွားပါရီတက်ခိုင်လေးစောက်ယူဖတ်လိုက်တော့တက်ခိုင်ငါမဟိုင်မြန်တော့ခဏပြန်သွားတယ်ငါဆရာခေါ်လို့ခဏပြန်သွားရတယ်မင်းအခုလုံနေရလုပ်ကိုပဲဆက်လုပ်နေပါငါမရှိတဲ့ချိန်မင်းအတွက်ဘလို့အခက်ခဲတွေရှိရှိမင်းကိုပေးထားတဲ့အင်းစမတွေကိုရေယုံကြည်ကြည်နဲ့စိတ်နှစ်ပြီးလှုပ်ဆောင်ပါဒါအမင်းအတွက်အတွေ့အကြုံတွေရလာနိုင်မယ်တက်ခိုင်ကအောင်မြတ်တာရေးတဲ့စာအုပ်ဖတ်ပြီးတက်ပြင်းရှိတစ်ချက်မှုတ်ထုတ်လိုက်လိပါရီပြီးတော့မမီလောရမယ်အင်းစမတွေကိုပဲထိုင်နေလိုက်ပါရီညာဘက်စောင်းနေယူကတစ်ချက်ဝေကနေတိုက်တဲ့အရှင်ကြောင့်ဇရက်ပေါ်ကအမိုးတွေကတက်စီတကောင်တောင်းကျနေသလားထင်အောင်ဝုန်းနိုင်ကျနေပါရီတက်ခိုင်လေဇရက်လီကွေရနေရာလေးမှာဖျောင်းနိုင်မီလေးထုံးပြီးအင်းစမတွေရှင်းနေလိုက်ပါရီအချိန်ဘလောက်ကြာသွားမှမသိလိုက်ဘူးဇရက်ဘေးမှာတရှက်ရှက်နဲ့လမ်းလျှောက်တန်လို့တအူးဖြတ်သွားသလိုအတန်ကြာတော့မှတတိပြန်ဝင်လာပါရီရွာတွေကကြက်တုံတန်ကိုနားထောင်လိုက်တော့ဒါကလူငယ်ခေါင်းချောက်ချင်တော့ရောက်နေပါပြီကောအလိုလေကလေးငိုတန်ပါလားဒီအချိန်ကြီးရွာပြမှာဘေးကကလေးငိုတာလေရွာရများကလေးလာပြသွားတာလားတက်ခိုင်ကရေးလက်စအင်းကိုချပြီးဖျောင်းနိုင်မီလေးကိုလက်လေးနဲ့ကပြီးဇေယျအကူဆင်ပြီးလိုက်ရှာကြည့်တော့ဘာမှမတွေ့ဒါပေမဲ့ကလေးငိုတန်ကတော့အတိုင်းသားကြားနေရပါရီကလေးငိုတန်နဲ့တူမိမတယောက်ရင်ငိုတန်ကရောပါလာပါရီတက်ခိုင်ကမိမိရဲ့စိတ်ကိုတည်ငြိမ်အောင်စူးစီးလိုက်ပါရီစိတ်ကိုစူးစီးပြီးဇေယျဘေးပတ်လက်ကိုကြည့်လိုက်တော့ဟာတရုံမကြောက်တဲ့တက်ခိုင်တွေးလိုက်ရမြင်ခွဲကြောင်းရုတ်တရက်လန့်သွားပါရီတကူလုံးစနွင်းနေလိမ့်ကျန်ထားသလိုဝါထိန်နေပြီးရင်ဘက်လေတက်ကထက်ချမ်းကွဲနေရဲ့မိမတယောက်မျက်နှာတစ်ခုလုံးဖောရောက်နေပြီးရင်ဘက်လေကနေသွေးစိမ့်ရှင်တွေပန်းထွက်နေအောင်ဝေထားတဲ့အင်ချီဖြူကသွေးရောင်တွေစနွင်းရောင်တွေကြောင့်အနီးတစ်ကွက်အဝါတစ်ကွက်နဲ့တေးချကြည့်လိုက်တော့ဝမ်းပိုက်တစ်ခုလုံးဟတ်တက်ကွဲပြီးကွဲနေတဲ့ဖိုက်တဲ့ကချက်ကျုံမဖြော့ရသေးတဲ့ဝင်းကင်းစကလေးကရုတ်တရက်စူပေါ်ကထောက်လေးပါရောဟာကလေးကချက်ကျိုးတန်းလန်းနဲ့ကွဲနေတဲ့ဖိုက်ထက်ကနေတွေးလောင်ကျနေပါလားချက်ကျိုးတစ်လျှောက်သွေးတွေကတဆက်ဆက်ကျနေတာအောက်မှာအိုင်ထိုးနေရပဲအဲ့ဒီသွေးနာမှာရင်ကောင်မမဲရီကအုံလိုက်ကျင်းလိုက်ဝဲနေတာတကယ်ကိုအော်ဂလီဆန်စရာကောင်းပါတယ်တက်ခိုင်လေစိတ်ကိုမနဲ့တင်းညောင်ထားပြီးဆရာပြောသလိုဒါငါ့အတွက်အတွေးကြုံပဲငါလှုပ်ထားတဲ့အင်းစမတွေအစွမ်းကိုငါဘလို့သိအောင်လုပ်ရမလဲဆိုပြီးစဉ်းစားနေအောင်ဖိုက်ကြီးတဲ့မိမကသူ့တစုံတကူပြောမလို့အနာကလာပါရီဒါပေမဲ့အနာမရောက်ပါဘူးခိုင်30လောက်ရောက်မှပြီရှေ့ဆက်မလာရဲ့ပဲတစုံတခုသူပြောနေလေရဲ့ပြောတာပြောနေအောင်အတန်လုံးဝမထွက်တက်ခိုင်လေဘာလို့ရမှမသိတဲ့ချိန်တက်ခိုင်အမိတ်ပြန်လိုက်နှုတ်ဖွင့်စီလို့အမိတ်ပြန်လိုက်အဲ့ဒါလို့ဆိုပြီးဆရာတန်နားထဲမှာကြားလိုက်ရပါတယ်တက်ခိုင်ရလေကဲနှုတ်ဖွင့်စမ်းပြောစနာရှိပြောစမ်းအဲ့ဒါလို့ပြောလိုက်တော့မှဆရာလေးကဲပါအောင်ကျမကိုကဲပါအောင်ဟေးနင်ဘာဖြစ်တာလဲငါပါကူညမလဲပြောစမ်းဆရာလေးကျမတို့သူတို့ချုပ်ထားတယ်
ဒီဆရာနာမှာကျမနှလုံးမြုပ်ပြီးတော့ချုပ်ထားတယ်ဒီဆရာနာမှာကျမနှလုံးမြုပ်ပြီးချုပ်ထားတယ်ဆရာလေးတို့ဆရာရှိနေတော့သူတို့မလာရင်ကျမကိုလေသူတို့ခိုင်းနေကျမလွတ်ချင်ပြီကျမကိုသူတို့ခုလာခေါ်ကြတော့မယ်သူတို့နေရာပြောင်းတော့မယ်ဆရာလေးကိုသူတို့မကြောက်ဆရာလေးရေကျမကိုကဲပါအောင်မင်းကဘလို့ဖြစ်တာလဲကျမဟိုဘက်300မြောက်မှနေတာပါနေစီလာစီကလေးမွေးနိုင်မယ်မီးရင်ထဲမှာပဲဆုံးခဲ့ပါတယ်ကျမဆုံးတော့ဘိုက်ထရကလေးပါမရှင်တော့ဘူးကျမလောင်းသူတို့ပြန်ဖော်ပြီးရင်ကိုခွဲလိုက်တယ်ပြီးတော့ကျမနှလုံးထုတ်ပြီးအစီရင်တွေဆင်မှန်ပြီးကျမကိုခိုင်းစားတာပဲကျမဒီဘွားလွတ်ချင်ပြီဆရာလေးသူတို့လာပြီးကဲပါအောင်ဆရာလေးတို့တက်ခိုင်ကခြေမကန်ပြီးလက်မကန်ပြီးဖြစ်သွားပါတယ်ဘာလို့လုပ်ရမှန်းမသိတော့အဲ့ဒီအချိန်မှာတော့တက်ခိုင်အင်းစမတွေကိုလက်ဖွားနဲ့ရပ်ပြီးလက်ညှိုးထိတ်နဲ့ဇေယျပက်လေးကိုစီးချလိုက်အဲ့ဒါလို့ဆိုတဲ့တန်နားလေးကြားလိုက်ရပါတယ်အဲ့ဒါနဲ့အားတက်ပြီးဆွဲလက်စအင်းကိုလက်ဖွားနဲ့သုံးချက်ပုတ်ပြီးလက်ညှိုးထိတ်နဲ့ပက်ပက်လေးစီးချလိုက်ပါတယ်အလိုလေးလက်ညှိုးတွေကရွှေရောင်လင်းတန်းတွေထွက်သွားပါလားအလင်းတန်းတွေကဇေယျပက်ပက်လေးစဝိုင်းပုံတရာနေနဲ့တီးနေပါလားခဏနေရောဖလက်ဖလန်းဆိုရဲလေပြင်းတွေရုတ်တရက်တိုက်လာပါတယ်ခုနတားမရတော့ဇေယျနှမှာဝင်းနေပြီးအားကိုးတဲ့မျက်နှာလေးတွေနဲ့ဘာဆက်ဖြစ်မလဲကြည့်နေရှာပါတယ်ဟာကောင်းကင်မှာပြန်လာတဲ့လက်ဓာတ်တွေ6ကောင်လောက်ရှိမယ်ဇေယျမလန်းကပ်မှာရှိရဲ့စိတ်ပန်းပင်ပေါ်မှာ6ကောင်လုံးနားလိုက်တယ်ပြီးတော့အောက်ကိုဖြတ်ကနေခုန်ဆင်းလာတာအောက်လေးရောက်ရောအားလုံးလူတွေဖြစ်ကုန်ပါလားတက်ခိုင်ကဇေယျထရအခြေအနေကိုလှမ်းကြည့်နေလိုက်တယ်ခုနတားရတဲ့စီးတွေကညအမောင်မှာရွှေရောင်တစ်ဖက်ဖက်တောက်နေလေလက်ဓာတ်တွေကနေလူတွေပြောင်းသွားတယ်လူအုပ်ထဲမှာယောက်ျားကြီးလည်းပါတယ်မိန်းမကြီးလည်းပါတယ်အလိုလေအပြုတ်ဖြန်းအရွက်လည်းပါပါတယ်ဒါဟာမိသားစုပဲဖြစ်ရမယ်ဆရာလေးကုညီပါအောင်ကျမကိုဖမ်းတော့မယ်ခုနအုပ်စုတွေကအသက်ခက်ကြီးမိန်းမဟဲ့ကောင်မထွက်လာစမ်းဇေယျပေါ်လာမလောက်လေးမလောက်စားနဲ့ဟိုကောင်မကိုထုတ်ပေးစမ်းနောက်မှငါဆိုးမဆိုးနဲ့တက်ခိုင်ကအချိန်ကိုကြည့်နေလိုက်တယ်သူတို့စီးဝါးနေရမဝင်မေအပြင်ကနေအော်နေပုံထောက်ရင်တော့သူတို့မဝင်ရင်တာဖြစ်မယ်ခမများတို့ဝင်လာလို့ရရင်ဝင်လာလိုက်လေဟိုကလေးမောက်တာမဟုတ်ကျုပ်ကပါတက်ပြီးနှလုံးထုတ်ယူလိုက်လေခမများတို့ခိုင်းစားသမျှကျုပ်လိုပေးပါမယ်ဟာဟာဟာဒီမလောက်လေးမလောက်စားကောင်းလေးရတော့စီးပြင်ရတာကျင်းဝါနေပေမဲ့စီးတဲ့မဝင်လာရင်ခဏနေရောနောက်နေပြန်တွေ့တာပေါ့မင်းပညာစွမ်းလို့တော့မဟုတ်ဘူးငါတို့ပညာတွေအကုန်မရသေးလို့မနှက်ပြန်ပညာတောင်းပြီးပြန်လာခဲ့မယ်စောင့်နေအဲ့ဒါလို့ဆိုပြီးမြေပေါ်ဖနှောက်ပေါက်ချက်လိုက်တာအကုန်လက်ဓာတ်တွေဖြစ်သွားပါလေရောတက်ကန်အထီတော်မှတက်ပြင်းချနိုင်တော့တယ်တရေသားမရတော့သူတို့နေရာလေးမှာပဲငုတ်တော့လေးထိုင်နေအောင်ကြည့်ပြီးတက်ခိုင်တနာသွားတယ်မင်းတို့လွတ်အောင်ဘယ်လိုလုပ်ရမလဲမသိသေးလို့မနှက်ပြန်တော့စောင့်မနှက်ပြန်ငါကြိုးစားပြီးလွတ်အောင်လုပ်ပေးမယ်အဲ့ဒါလို့ဆိုပြီးဇေယျဘွားကိုပြစ်လေးပေါ်မူပြီးလဲလိုက်တာဘယ်လိုအိပ်ပျော်သွားလဲမသိဘူးတက်ခိုင်ထာဆန်းဆိုတဲ့အတန်ကြားမှာလန်နိုးလာတယ်ဟာဆရာပြန်လာပြီလားဟိုကိစ္စဒီညပြီးရင်သူတို့လွတ်ပါပြီဒီညဟိုဖွဲ့တွေပြန်လာလိမ့်မယ်ဒီအခါမင်းမနေ့ကလှုပ်တယ်လို့မရတော့မင်းပညာနှုတ်သေးတော့သူတို့မနိုင်တော့ဘူးဒီနေ့သူတို့နဲ့တူသူတို့ရဲ့ဆရာပါလာလိမ့်မယ်လာပါစေပေါ့ဆရာရှိနေရပဲမဟုတ်ဘူးတက်ခိုင်ဒီညမင်းမဲ့ဒီကိစ္စကိုရင်ဆိုင်ရမယ်ပြောင်းအေးအားလုံးအဆင်ပြေအောင်ငါစစ်စင်ပေးမယ်ဒီညငါအဝေးတနေရာနေကြည့်နေမယ်ငါတင်ပေးတဲ့အတိုင်းသာလို့ငါမင်းပေးမှပဲရှိနေလို့သဘောထားအောင်မြတ်တာကတက်ခိုင်လုံးရမယ့်ချက်တွေကိုပြောပြပြီးဇေယျပေါ်ကနေထွက်သွားလေညကတဖြည်းဖြည်းနှက်လာပြီးတက်ခိုင်လေဆရာတင်ပေးထားတဲ့အတိုင်းလုံးဆရာရှိတာအသင်ပြန်ထားလိုက်ပါတယ်ခဏနေရောလေပြင်းတွေတိုက်လာပါတယ်ကောင်းကင်ကိုကြည့်လိုက်တော့လက်ဓာတ်တွေဟာအလေရလက်ဓာတ်လူကြီးလက်တကားစားလောက်ရှိရင်ဒါဟာ
သူတို့ဆရာပဲဖြစ်ရမယ်ခဏနေရောလက်သားတွေကနေလူပုံပြောင်းပြီးဆင်းလာတော့ဟာဒီတခါတော့စီးတောင်မတားထားပါလားအလိုလေးအသက်အရွယ်ဟာတော်တော်အော်နေပြီဖြစ်တဲ့အဖိုးကြီးတယောက်ပါလားမျက်လုံးတွေကဆူရဲပြီးအယောင်တောက်နေပါလားတော်ရုံအစင်တော့မဟုတ်လောက်ငါအစင်လောက်နဲ့နိုင်မှာမဟုတ်ဘူးဆရာအဲ့ဒါကိုသိလို့လုံးရမယ့်အရာတွေကိုလာတင်ပြပေးသွားတာကိုဟဲ့ကောင်လေးငါစိတ်ကောင်းနေတော့မနေ့ကကိစ္စပြန်တောင်းမှန်ပြီငါတို့တယောက်ချင်းစီကိုထိုင်ကြော့ရင်တော့မင်းရဲ့တက်ကိုချမ်းသာပေးမယ်ဘယ်မှာလဲဟိုကောင်မဒီမှာအဖိုးအသက်လေးကြီးနေပါပြီမကောင်းမှန်းသိရနဲ့ဘာလို့ဆက်လုပ်ချင်နေရလဲကျွန်တော်နိုင်ရင်ကျွန်တော်အသက်ကိုယူမနိုင်တော့အဲ့ဒီပညာတွေအကုန်ကျွန်တော်သိမ့်မယ်တတိရှိမလားကဲအဖိုးတို့ပညာတွေထုတ်သုံးမအောင်အဲ့ဒါလိုပြောတော့ဟိုဘက်ကရှူရှဲဖြစ်သွားပါတယ်မင်းတော့သိဖို့ပြင်ထားဆိုပြီးခပ်ပုံစားတွေကကျွဲရုပ်လေးထုတ်ဖနှောက်ပေါက်လိုက်ရုံနဲ့မျက်လုံးပါးစပ်တွေအားဆောင်မဲနဲ့နေကျွဲတကောင်ဖြစ်သွားပြီးတက်ခိုင်ခတ်ဖို့တက်ဖြောင်းဖြောင်းမြောင်ပြေးလာတော့တက်ခိုင်ကလက်ဖွားနဲ့ကာပြီးရောက်တဲ့နေရာရက်စိတ်လိုပြလိုက်တာနဲ့ကျွေးရပြင်းနေရင်လှုံမရတော့အဖိုးကြီးမျက်နှာကွက်ကနေပြတ်သွားပါတယ်ပြီးတော့မှန်မလျှော့သေးပဲငတ်ထိန်ငလိန်လာဆန်းဆိုပြီးမြေကြီးကိုဖနှောက်နဲ့ပေါက်ဆက်လိုက်တာမြေကြီးတွေကထွက်လာတာဗျာအဆွဲကြီးအဖွေသားနဲ့လက်သေးတွေဆိုတာတထွားလောက်ရှိလိမ့်မယ်ဘလူးနှစ်ကောင်တက်ခေါင်ဒစားစီလုပ်ဖို့ဇရက်ပေါ်အတက်ဒေဝရက်ခလာဆန်းငမိုက်သားတွေကိုစုံမလိုက်ဆန်းအဲ့ဒီလိုပြောလိုက်ရုံနဲ့တက်ခိုင်ရှိခက်လန်းလန်းမှာအယောင်ဝါတောက်နေတဲ့တန်လျက်တစ်ဖက်တင်းမုတ်တစ်ဖက်ကင်ထားတဲ့ဘလူးကြီးတစ်ကောင်ပေါ်လာပါရောဘလူးနှစ်ကောင်ကလည်းဘသူ့မှာဂယုမဆိုင်တဲ့ပုံစံနဲ့အတင်ပြေးဝင်လာတော့တက်ခိုင်ရှိကကာထားတဲ့ရက်ကတင်းပုတ်နဲ့တစ်ချက်လွှဲရလိုက်တာဖြောင်းဆိုပြီးပေ90လောက်လင်းထွက်သွားတယ်နောက်တစ်ကောင်ထပ်ဝင်လာပြန်နေတင်းပုတ်စာထပ်မိပြီးတော့မထနိုင်တော့အဖိုးကြီးမျက်နှာဇီးရွက်လောက်ပဲကျန်တော့တယ်တက်ခိုင်လေးဆရာပေးသွားတဲ့အင်းချက်လေးကိုပါဆက်တင်းကုန်ပြီးတင်ပြီးတဲ့အတိုင်းပြောတာပြောသလိုဖြစ်နေရောသူ့လည်းအံ့ဩနေရင်အောင်မြတ်တာကိုပုံမလေးစားလာတယ်ကဲပွဲရပြီးသွားပြီပညာတွေအပ်တော့အဲ့ဒီလိုပြောရုံပဲရှိသေးတယ်ခုနအဖိုးကြီးနဲ့အပေါင်းပါတွေပြေးဖို့အလုံးမှာတော့ကေဝါရီရဲ့အချုပ်အနောက်မေတော့လာရောက်ပါအဲ့ဒီလိုပြောလိုက်ရုံနဲ့စိတ်မန်းပိတ်မော်မှာမတ်တက်ရက်နေတဲ့သူတယောက်တွေးလိုက်ရတယ်ဒါပေမဲ့ကြောပေးထားတယ်အနှဲရောင်ဝစ်စုံနဲ့အရက်ကထန်းတမင်လောက်ရှိတယ်အဲ့ဒါနဲ့တက်ခိုင်ရအနောက်မေတော့လာတာဝမ်းသာပါတယ်ဒီအပေါင်းပါတွေကဂရီကိုချိုးဖောက်တယ်သူတို့ပညာကိုကျုပ်ဆရာအမိန်နဲ့ကျုပ်သိမ်းလို့ရတယ်ဒါပေမဲ့ကျုပ်အစ်စ်မကြော်ခြင်းလို့မဲတော့ခေါ်လိုက်တာပဲမိမိအပိုင်စားရထားတဲ့ကေဝါတွေအားလုံးသူတို့ပညာတွေသိမ်းပေးပါအဲ့ဒါလိုပြောတာနဲ့ခုနအဖိုးကြီးနဲ့အပေါင်းပါတွေစီကနေတစုံတစ်ခုယူသလိုလက်ဆက်တန်းလိုက်ရုံနဲ့အားလုံးပြောခွေပြီးလဲကြကုန်တာပဲပြီးရနဲ့ဖြက်ခနဲပျောက်သွားတယ်အဖိုးကြီးနဲ့အပေါင်းပါတွေလူးလဲထလာပြီးမြေကြီးကိုဖနှောက်နဲ့စောင့်ပြီးပြေးဖို့လို့တော့ဘာမှဖြစ်မလားဘာလို့လဲဆိုတော့အနောက်မယ်တော့သူတို့အစွမ်းနေဘူးတွေအကုန်ပြန်လို့သွားလိုက်မှမသိလားခဏနေတော့လေးပွားလာတဲ့အဖွဲကအခုတော့အဖိုးကိုတွဲပြီးဇရက်ဘေးကနေတဖြည်းဖြည်းထွက်သွားတာကိုကြည့်ပြီးတက်ခိုင်တီးတို့ရေရွတ်လိုက်တယ်။အော်ငရဲရောက်ကျင်းစင်အပေါ်တက်မှတ်ကြတာကိုနောင်နေမလက်မိုးလင်းတော့ဇရက်ဘေးကတောက်တိုင်နာမှာမြုပ်ထားအရာတွေကိုဖော်လိုက်တော့ထမင်းစုံနဲ့ထုတ်ထားတဲ့အထုပ်ထုပ်တွေ့ရနဲ့မီးရှို့လိုက်တယ်။မီးရှို့နေစဉ်တက်ခိုင်ဟိုကောင်မလေးတော့လွတ်လပ်သွားပြီအဲ့ဒါလို့ဆိုတဲ့အတန်ကြားလို့လှည့်ကြည့်လိုက်တာအောင်မြတ်တာတက်ခိုင်ကိုပြုံပြုံကြည့်ကြည့်နေရမြင်တော့တက်ခိုင်လည်းအောင်မြတ်တာကိုထိုင်ကြော်လိုက်မိပါတယ်ပရိသတ်များရှင်နှုတ်ခုတင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကတော့အောင်မြတ်တာနဲ့နှလုံးချေကဝေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးကြဖြစ်ပါရှင်ဇာတ်လမ်းလေးကိုနားဆင်ပြီးပြီဆိုတော့နှုတ်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်နားဆင်အားပေးကြတဲ့ပရိသတ်များအလုံးကိုယ်စိတ်နှပြ
ကျမ်းမာချမ်းသာကြပါစေရှင်ကဲနောက်နေ့မှတင်ဆက်မယ့်ဇာတ်လမ်းလေးမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်